တာဟိတံပရာဟိတံသူတော်တို့ရဲ့အကျိုးကိုဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းမှုကိုသည်ဘာသာရေးလူမှုရေးများမကြံအများကောင်းညို့တဲ့ဘိုးကဆောင်ရွက်ကြသည်မှာပရာဟိတလုပ်ငန်းမှုကိုသည်မြတ်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့လိုပါသည်ဖြူစင်မြေတာတရားတရားကတည်းတီလူသားအလုံးရှင်တန်တီချင်းစင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပြီတဟိတံပရာဟိတံပရိတံဟိတံပရာဟိတံပရိတံဟိတံပရာဟိတံပရိတံဟိတံပရာဟိတံသူတော်တို့ရဲ့အကျိုးကိုဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းမှုကိုသည်ဘာသာရေးလူမှုရေးများမကြံအများကောင်းညို့တဲ့ဘိုးကဆောင်ရွက်ကြသည်မှာပရာဟိတလုပ်ငန်းမှုကိုသည်မြတ်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့လိုပါသည်ဖြူစင်မြေတာတရားတရားကတည်းတီလူသားအလုံးရှင်တန်တီချင်းစင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါသည်တဟိတံပရာဟိတံပရိတံဟိတံပရာဟိတံပရိတံဟိတံပရာဟိတံပရိတံဟိတံပရာဟိတံလုပ်ငန်းမှုကိုသည်ဘာသာရေးလူမှုရေးများမကြံအများကောင်းညို့တဲ့ဘိုးကဆောင်ရွက်ကြသည်မှာပရာဟိ